pay quality ဘယ်လိုစစ်လဲဆိုတာကိုမသိသေးရင်အုံမနဲ့တူလိုက်ကြည့်လိုက်ရအောင်နော်အရင်ဆုံး Facebook ထဲကိုဝင်မယ်ဝင်ပြီးရင်တော့ကိုယ့်ရဲ့ page တွေကိုဝင်လိုက်ပေါ့နော်ပြည်ထဲကိုဝင်ပြီးဆိုရင်အုံမတို့ဒီညာဘက်အပေါ်တော့မှာအချစ်ကလေး၃ချက်ရှိတယ်အဲ့ဒီအချစ်ထဲကိုဝင်မယ်ဝင်ပြီးရင်ဒီဘက်မှာဆွဲလိုက်တဲ့အခါမှာဒီမှာ setting and privacy ဆိုတာရှိတယ်အဲ့ဒီထဲကိုဆက်ဝင်မယ်ဝင်ပြီးရင်ဒီမှာ setting ဆိုတာရှိမယ်အဲ့ဒီ setting တွေကိုဆက်ဝင်မယ်ဝင်ပြီးရင်တော့အမတို့ဒီအောက်ကိုဒီလိုလေးဆွဲလိုက်ပါနော်ဆွဲပြီးရင်ဒီနေရာမှာ page setup ဆိုတာလေးရှိပါတယ်အဲ့ဒီထဲကိုဝင်လိုက်ပါဝင်ပြီးရင်ထပ်ပြီးတော့ပဲဒီ page setup ဆိုတဲ့ထဲကိုထပ်ပြီးတော့ဝင်လိုက်ပါဒီမှာဆိုရင်အမတို့ဒီနေရာလေးမှာကိုယ့်ရဲ့ page ကဝါနေလားနီနေလားစိမ့်နေလားဆိုပြီးတော့ကိုယ့်ရဲ့ page quality ကိုစစ်လို့ရပါတယ်เนาะအမရဲ့ page ကတော့ quality ကအစိမ်းဆိုတော့ကောင်းတယ်ပေါ့เนาะအမတို့ဝါနေတယ်နီးနေတယ်ဆိုရင်တော့မကောင်းဘူးပေါ့เนาะအဲ့ဒီတော့ကိုယ့်ရဲ့ page ကဘယ်အဆင့်မှာရှိနေလဲဆိုတာကိုအခုအမပြောပြတဲ့နီးလေးနဲ့သွားစစ်လို့ရပါတယ်နောက်တစ်ခုအမတခါတည်းအားလုံးသိအောင်ပြောပြပေးမယ်เนาะဒီ page မှာပေါ့เนาะ page တွေကိုဝင်လိုက်မယ်တော်တော်များများကဒီနေရာလေးပေါ့เนาะဒီမှာ page help ဆိုတဲ့နေရာလေးပေါ့နော်အဲ့ဒီနေရာလေးကိုသူတို့က page quality နဲ့သွားပြီးတော့မှားတတ်ကြတယ်ပေါ့နော်ဒီနေရာမှာဒီ page help ကကောင်းမကောင်းဆိုတာကကြတော့အမတို့ page မှာကိုနေ့စဉ်တင်တဲ့ post တွေပေါ့နော် page ကိုတိဆောက်တာနဲ့သူကသက်ဆိုင်တယ်ဒီ page like များတာမများတာထဲပေါ့နော်ကိုက page မှာနေ့စဉ် post တွေတင်တယ်နောက်ပြီး page ကကြိုက်တဲ့အရာတွေစူးစူးကြိုက်တဲ့အရာတွေနောက်ကျ page ကပေးထားတဲ့အရာတွေကိုက like လုပ်တယ်ဆိုရင်သူက page ဒီ quality ဒါ quality မဟုတ်ဘူးပေါ့နော်ဒီနားလေးမှာသူကဒီ page ကြိုက်တဲ့ဟာတွေကိုက like လုပ်နိုင်တယ်ဆိုရင်ဒီ page head က good ဆိုပြီးတော့ပြတယ်ပေါ့နော်တကယ်လို့ကိုကလေ page ကိုဒီတစ်လမှာတော့ဇက်တိုက်တင်တယ်နောက်လမတင်ဘူး post ကတင်လိုက်မတင်လိုက်ပေါ့နော်အဲ့လိုမျိုးတွေလုပ်နေရဆိုရင်တော့သူကလေဒီ page head ဆိုတဲ့နေရာလေးကစိမ့်မနေပဲနဲ့ဝါနေတာမျိုးတွေရှိရတယ်နော်ဒီ page head က page quality နဲ့လုံးဝမဆိုင်ဘူးနော် page quality ဆိုတာကခုနကတော့အရှိမအုံမပြောပြခဲ့တဲ့နီးအတိုင်းသွားကြည့်လို့ရတယ်ဒီ page head ဆိုတာကကြတော့ကို page မှာကိုဒီဆောက်တာနဲ့မူတည်ပြီးကိုဒီဆောက်တာကောင်းတယ်မကောင်းဘူးဆိုတာဆုံးဖြတ်လို့ရတယ်လို့ပြောလို့ရတယ်ပေါ့နော်ကို page ကိုဒီဆောက်တဲ့အပိုင်းကကောင်းတယ်ဆိုရင်တော့ဒီ page head က good ဖြစ်တယ်ပေါ့နော်အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်